လွမ်းငွေတဝေဝေဖြစ်နေရတဲ့လက္ခဏာလေးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒါလက္ခဏာပညာမှာဆိုလို့ရှိရင်ဒါလေးရဲ့လက်မပေါ့နော်လက်မလူတိုင်းသိတယ်အဲ့လက်မရဲ့အောက်ခြေမှာရှိတဲ့ဒီဂျိုကုံကိုတောက်ကြဂျိုကုံလို့ခေါ်တာပေါ့နော်အဲ့တောက်ကြဂျိုကုံကိုဒီလက်ညှိုးနဲ့လက်မကြားနေစပြီးထွက်လာတဲ့အသက်လမ်းကြောင်းကသူတောက်ကြဂျိုကုံကိုဝါးပြီးတော့ဆင်းလာတယ်အဲ့လိုဆင်းလာတော့အဲ့လမ်းကြောင်းကြီးနဲ့အပြိုင်မှာဒီလက်ဖက်နောက်ဘက်ကနေလမ်းကြောင်းလေးတွေတက်တာရှိတယ်တချို့တွေမှာပေါ့နော်အဲ့လိုတက်တဲ့လမ်းကြောင်းကိုဒီအသက်လမ်းကြောင်းနဲ့နီးနီးကပ်ကပ်ဒီလို parallel ပေါ့ရှင်ပြီးတော့ထွက်နေတဲ့လမ်းကြောင်းနှစ်ကြောင်းရှင်တာဒါကအသက်လမ်းကြောင်းဆိုရင်အဲ့အသက်လမ်းကြောင်းရဲ့အောက်နားမှာဘေးကနီးနီးကပ်ကပ်လိုက်တဲ့လမ်းကြောင်းတစ်ကြောင်းရှိတယ်သူ့ကိုကြတော့အသက်ကူလမ်းကြောင်းလို့ခေါ်တယ်အဲ့အသက်ကူလမ်းကြောင်းကအသက်ကူလမ်းကြောင်းလည်းပြီးရောနောက်တစ်ဖက်မှာတောက်ကြဂျိုကုံရှိတယ်ပေါ့နော်အဲ့တော့ဒီကအသက်လမ်းကြောင်းဆိုလို့ရှိရင်အဲ့အသက်ကူအသက်လမ်းကြောင်းဒီအသက်လမ်းကြောင်းဆိုလို့ရှိရင်ဒီလမ်းကြောင်းဘေးမှာရှင်တဲ့ကောင်ကအသက်ကူလမ်းကြောင်းပြီးတော့မှအဲ့တောက်ကြဂျိုကုံမှာဒေါင်လိုက်လမ်းကြောင်းတွေရှိတာအဲ့လမ်းကြောင်းတွေကထင်ထင်ရှားရှားနဲ့ရှိတယ်တော့တချို့ကြတော့မထင်ရှားရင်ပဲအများကြီးရှိနေတယ်အဲ့လိုရှိနေတဲ့လမ်းကြောင်းတွေကိုကျွန်တော်ကတော့နာမည်ပေးထားတယ်လွမ်းငွေတဝေဝေလမ်းကြောင်းလို့နာမည်ပေးထားတယ်သူနဲ့လေမညာခဲ့ဘူးလက်ရှိပေါင်းနေတဲ့အမျိုးသမီးဟာသူအဲ့လွမ်းငွေတဝေဝေလမ်းကြောင်းမဟုတ်ဘူးအဲ့လွမ်းငွေတဝေဝေလမ်းကြောင်းဆိုတာနော်ဒါအချီးဆိုတာတော့ယောက်ျားလေးမိန်းကလေးပေါ့နော်ဒါငယ်ဘဝတွေဖြတ်တန်းတဲ့ခါမှာငွေတွေမှာဒီတယောက်နဲ့ကြာအဆင်မပြေပြန်နောက်တယောက်နဲ့တွေ့ဒီလူတွေရှိတာပေါ့နော်အဲ့တော့တွားရင်လာရင်နဲ့ကို့မှာသားသမီးတောင်ရချင်းရနေပြီပေါ့နော်ကိုလည်းကိုယ့်အိမ်တော်နဲ့ကိုဖြစ်သွားပြီအဲ့လိုတွားရင်လာရင်နဲ့ပေါ့နော်တဘောတစ်ခုမျိုးထဲမှာဖြစ်တွားရင်လာရင်နဲ့မိုးကဝေါသူရွာချလိုက်တယ်မိုးတွေဝေါကနေရွာချလိုက်တော့နီးစက်ရပေါ့ဆိုင်လေးရှိရအဖီလေးမှာတွားပြီးတော့မိုးဝင်ခိုးလိုက်တာကိုထီးရတယ်မပါတော့ဝင်တဲ့အခါကျတော့အဲ့ဒဇမိကကြားတဲ့ကြီးတဲ့ပခုံးကိုစုကုန်တာအဲ့ဒါလေးကိုကြည့်ပြီးတော့မှအော်တဲ့အရင်တော့ငါဟိုနေ့အဲ့လိုပဲရှောက်သွားနေတယ်ဒီနာဟုတ်တော့ဒီညာလေးကိုရောက်တော့ဒီလိုမျိုးလေးကြုံလိုက်တာပေါ့ပခုံးကိုမွေးဆူသွားတာလေးကဖြစ်ရလေးကတူလိုက်တာဆိုအဲ့လိုအကြောင်းတိုက်ဆိုင်တိုင်းသူ့ကိုတတိရတာခါကျရင်ပေါ့နော်အိမ်ရှိကိုထွက်တယ်ဝရဏာကိုထွက်လိုက်တယ်ထွက်လိုက်ရင်လည်းဘာမှမဟုတ်ပေါ့နော်သူနေလိုက်တယ်ဒါပေမဲ့ညာတုန်းကမိုးရွာထားတော့ဒီမြေကြီးကနေပေါ့နော်မိုးရီနဲ့ထိပြီးမှမြေသင်းနဲ့လေးအဲ့လိုမျိုးလေးရတာအဲ့ဒီခံစားချက်လေးရသူနဲ့ကိုနဲ့နှစ်ယောက်ပေါ့နော်ဒီမိုးရီတွေမှာမိုးရင်းကာလတစ်ခုမှာပေါ့ညနေကြောင်လေးလမ်းရှောင်းနေအဲ့လိုအငွေအသက်လေးရဘူးတော့အဲ့လိုအကြောင်းတိုက်ဆိုင်တာနဲ့သူနဲ့တုန်းကဆိုပြီးတော့အဲ့လိုပြန်ပြီးတတိရတာခုနကလမ်းကြောင်းလေးတွေပါတယ်သူတွေဖြစ်ပါတယ်အဲ့ဒါအောင်ကျွန်တော်ကဒီလမ်းကြောင်းလေးတွေကိုဒါလွမ်းငွေတဝေလမ်းကြောင်းလို့ပြောတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှလည်းပါပါတယ်အဲ့တော့အခုပြောနေတာမှာကျွန်တော်အကြောင်းတိုက်ဆိုင်တော့ကျွန်တော်တတိယသွားပြီးတော့လွမ်းနေပြီဖြစ်ပါတယ်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာရိုးအဘိဓိပညာဖြစ်ပါတယ်ကျွန်တော်စီမှာဘေးရင်လက္ခဏာမင်းမြန်းခြင်းနဲ့ဇာတာစစ်သေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မြန်မာရိုးအဘိဓိပညာ Facebook page CB မှာ3ရက်ကြိုတင်ဆင်ပေးပြီးတော့မင်းမြန်းလို့ရပါတယ်ခုနှစ်သားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေငယ်ကြီးဦးကိုလွမ်းတဲ့စိတ်တွေလည်းဖြေနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်